ကျောင်းကားတွေဘာကြောင့်အဝါရောင်ဖြစ်နေရတာလဲခမရလမ်းပေါ်မှာကျောင်းကားတစ်စီးမောင်းသွားတာကိုမြင်အဝေးကနေကြည့်ရင်တော့မမြင်မဲနေနိုင်မှုအတွက်ခက်ခဲပါတယ်အဲ့ဒီတောက်ပတဲ့အဝါရောင်ကလမ်းပေါ်ကတခြားကားတွေကြားမှာ highlight ထားသလိုထင်ရှားနေတာပါရင်မောင်းနေလမ်းသားလမ်းလာတွေနဲ့ကလေးတွေအားလုံးကအဲ့ဒီအရောင်ကိုမြင်တာနဲ့ကျောင်းကားမှချက်ချင်းသိကြပါတယ်ဒါပေမဲ့ဘာကြောင့်တခြားအရောင်တွေမဟုတ်ပဲဒီလိုတီးသန့်အဝါရောင်ကိုမှရွေးချယ်ခဲ့ရလဲဆိုတာစဉ်းစားကြည့်ဘူးပါသလား Hello guys တပူပါဒီနေ့မှာတော့ကျောင်းကားတွေဘာကြောင့်အဝါရောင်ဖြစ်နေရလဲဆိုတာကိုကျွန်တော်ကသိသလောက် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါဟာဒီဇိုင်းလာဖို့တတ်မဟုတ်ပဲသူ့ရဲ့နောက်ွယ်မှာသိပ္ပံပညာဘေးကင်းရေးသုတေသနနဲ့တမိုင်းဝင်ဆုံးဖြတ်ချက်တွေရှိနေပါတယ်။နံပါတ်1အတိတ်ကကျောင်းသားပို့ဆောင်ရေးအခြေအနေ1930ပြည့်လွန်နှစ်တွေမတိုင်ခင်ကကျောင်းကားတွေမှာအခုလိုသတ်မှတ်ထားတဲ့စံနှုန်းတွေမရှိသေးပါဘူး။အမေရိကန်မှာဆိုရင်မြင်းဆွဲတဲ့တစ်သားလှည့်တွေဒါမှမဟုတ်ထရက်ကားတွေကိုပြည်ပြင်ထားတဲ့ကားတွေကိုကျောင်းကားအဖြစ်အသုံးပြုခဲ့ကြတာပါ။အဲ့ဒီတုန်းကကျောင်းကားတွေကိုကိုကြိုက်တဲ့အကြောင်းအပြအစိမ်းစသဖြင့်တုတ်ခဲ့ကြတဲ့အတွက်ရင်မောင်းတွေအနေနဲ့ဘယ်ဟာကကလေးတွေတင်လာတဲ့ကားလဲဆိုတာကိုခွဲခြားဖို့ခက်ခဲခဲ့ပါတယ်။ကားတွေပုံများလာတဲ့20ရာစုအစောပိုင်းမှာတော့ကျောင်းကားတွေကိုအဝေးကနေအလွယ်တကူမှတ်မိနိုင်မှုလိုအပ်တယ်ဆိုတာကိုပညာရှင်တွေကသဘောပေါက်လာကြပါတယ်။နံပါတ်2 1939ခုနှစ်တမိုင်းဝင်အလှည့်အပြောင်းကျောင်းကားသမိုင်းမှာအရေးပါဆုံးအချိန်ကတော့1939ခုနှစ်ဖြစ်ပါတယ်။ပညာရေးပါမောက္ခ Frank W. Cry ကကျောင်းသားပို့ဆောင်ရေးဘေးကင်းလုံခြုံမှုအတွက်အမျိုးသားအဆင့်ညီလာခံတစ်ခုကိုနယူးယောက်မြို့မှာကျင်းပခဲ့ပါတယ်။အဲ့ဒီပွဲကိုကျောင်းအုပ်ချုပ်ရေးမှူးတွေကားထုတ်လုပ်သူတွေနဲ့ဘေးကင်းရေးကျွမ်းကျင်သူတွေကတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီညီလာခံကနေကျောင်းကားအတွက်စံနှုန်း44ချက်ကိုချမှတ်ခဲ့ပြီးအဲ့ဒီအထက်မှာအထင်ရှားဆုံးကတော့ကျောင်းကားတိုင်းအတွက်စံသတ်မှတ်ထားတဲ့အကြောင်းတစ်ခုသတ်မှတ်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီမှာပဲ National School Bus Glossy Yellow လို့ခေါ်တဲ့အခုမြင်နေရတဲ့အဝါရောင်ကိုစံအရောင်ဖြစ်ရွေးချယ်ခဲ့ကြပါတယ်။နံပါတ်3အဝါရောင်ကိုဘာကြောင့်ရွေးတာလဲ။သိပ္ပံကြီးကြအချက်လက်တွေအရအဝါရောင်ကိုရွေးချယ်တာဟာလူမျက်စိရဲ့အလုံးလုံးပုံအပေါ်အခြေခံထားတယ်လို့ဆိုပါတယ်။လူမျက်စိဟာအဝါရောင်ကိုအာရုံခံနိုင်စွမ်းအရှိဆုံးဖြစ်ပါတယ်။အထူးသဖြင့်မျက်စိရဲ့ဘေးမြင်ကွင်းမှာအဝါရောင်ကတခြားအရောင်တွေထက်1.2ဆပိုပြီးတိတာထင်ရှားပါတယ်။ဆိုလိုတာကရင်မောင်းတစ်ယောက်ဟာကျောင်းကားကိုတက်မကြည့်မိရင်တော့မျက်လုံးထောင်းကနေအဝါရောင်ကိုချက်ချင်းသတိပြုမိနိုင်ပါတယ်။အဝါရောင်နောက်ခံပေါ်မှာအနက်ရောင်နဲ့စကူဘတ်လို့ရေးလိုက်တဲ့အခါအရောင်တစ်ခုရဲ့ကွာခြားချက်ကြောင့်အဝေးကနေတောင်စာတွေကိုအလွယ်တကူဖတ်ရှုနိုင်ပါတယ်။အဝါရောင်ဟာမိုးရွာတဲ့အချိန်မြူဆိုင်တဲ့အချိန်နဲ့အလင်းရောင်နေတဲ့မနက်စောစောဒါမှမဟုတ်ညနေဆောင်အချိန်တွေမှာတော့အနီရောင်ဒါမှမဟုတ်တခြားရောင်တွေထပ်ပို့ပြီးတော့ထင်ထင်ရှားရှားမြင်ရပါတယ်။အဝါရောင်ရဲ့အလင်းလိုင်းဟာလူမျက်စိအတွက်အလွယ်တကူအာရုံဖမ်းနိုင်တဲ့အနေအထားမှာရှိနေတာကြောင့်သတိပေးချက်တွေအန္တရာယ်ရှိတဲ့အမှတ်အသားတွေမှာအဝါရောင်ကိုသုံးလေးရှိတာဖြစ်ပါတယ်။နံပါတ်4တကမ္ဘာလုံးဆိုင်ရာသင်္ကေတအခုဆိုရင်တော့ဒီအဝါရောင်ဟာကျောင်းကားဆိုတဲ့အဓိပ္ပာယ်အဖြစ်လူတိုင်းရဲ့စိတ်ထဲမှာဆွဲနေပါပြီ။ကျောင်းကားတွေမှာတက်ဆင်ထားတဲ့အနီရောင်မီးပွိုင်တွေရဲရံအချက်ပြတံတွေနဲ့ဒီအဝါရောင်တွေပေါင်းဆက်သွားတဲ့အခါရင်မောင်းတွေအတွက်တတိထားပါကလေးတွေရှိနေတဲ့ဆိုတဲ့သတင်းစကားကိုချက်ချင်းပေးပို့နိုင်ပါတယ်။သူတေသနတွေအရကျောင်းကားနဲ့တွာလာခြင်းဟာတာမန်ကိုပိုင်ကားနဲ့တွာလာတာထက်အစာပေါင်းများစွာပိုပြီးပေးကင်းပါတယ်။အဲ့ဒီလိုပေးကင်းမှုအတွက်ဒီတောက်ပနေတဲ့အဝါရောင်ဆေးဟာအဓိကအခန်းကဏ္ဍကနေပါဝင်နေပါတယ်။ညီကုန်းအနေနဲ့ပြောရရင်ကျောင်းကားတွေရဲ့အကြောင်းဟာလှပဖို့အတွက်တုတ်ထားတာမဟုတ်ပါဘူး။ကလေးတွေရဲ့အသက်အန္တရာယ်ကင်းရှင်းမှုအတွက်1939ခုနှစ်ကတည်းကဂရုတစိုက်နဲ့သိပ္ပံနည်းကျရွေးချယ်ခဲ့တဲ့အကြောင်းဖြစ်ပါတယ်။ရိုးရှင်းတဲ့ဆေးအရောင်တစ်ခုကနေလူသားတွေရဲ့ဘေးကင်းလုံခြုံရေးကိုဘယ်လောက်ထိအကျိုးပြုနိုင်လဲဆိုတာဒါကသက်သေပါပဲ။မြန်မာနိုင်ငံမှာတော့ကျောင်းကားတွေကအယောင်ပေါင်းစုံရှိနေပေမဲ့နိုင်ငံတကာမှာတော့အဝါရောင်ကိုပဲအသုံးပြုကြပါတယ်။အခုလောက်ဆိုရင်တော့ကျောင်းကားတွေဘာကြောင့်အဝါရောင်ပဲဖြစ်နေရလဲဆိုတာကိုအနည်းငယ်သိရှိသွားပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ follow လေးနှိပ်ခဲ့ပေးကြပါ။ Okay နောက်နေ့မှတွေ့တာပေါ့။